ညီမနှစ်ယောက်ကတရက်ထဲမှာတင်ညီကိုနှစ်ယောက်နဲ့လက်ထပ်ခဲ့ပေမဲ့မနက်မိုးလင်းတော့မှသူတို့အားလုံးရဲ့ဘေးနားကလူကကိုလင်ကိုမရမဟုတ်မှန်းသိလိုက်ရပါတယ်ဇလန်းလေးကတော့ညီမနှစ်ယောက်ကညီကိုနှစ်ယောက်နဲ့လုပ်ငန်းသဘောအရလက်ထပ်ခဲ့ကြတာပါဒါပေမဲ့မင်္ဂလာဆောင်တဲ့နေ့မှာသူတို့သားနှစ်ယောက်လုံးကလေရင်နောက်ကျလို့အခမ်းအနားကိုမရောက်လာနိုင်ခဲ့ပါဘူးဒါနဲ့ပဲညီမနှစ်ယောက်ဟာတယောက်နဲ့တယောက်လက်ဆွတ်ချင်းလဲပြီးလူ၄ယောက်စာမင်္ဂလာဆောင်ကိုနှစ်ယောက်ထဲနဲ့အပိတက်လိုက်ကြပါတယ်အခမ်းအနားပြီးသွားတဲ့အခါမှာတော့ကားဆရာကသူတို့ကိုမင်္ဂလာဦးခန်းတွေစီအသီးသီးပို့ပေးခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကဆန်းနောက်လိုက်တယ်လို့ပါပဲတကားရှိကနံပါတ်ပြားပေါ်မှာတိရွက်လေးတွေဖုံးနေတာကြောင့်နံပါတ်3နဲ့နံပါတ်8ကမှားသွားခဲ့တယ်ညီမနှစ်ယောက်လုံးဟာကိုယ့်အခန်းကိုရောက်ပြီးအမှတ်နဲ့အေးအေးဆေးဆေးပဲဝင်သွားခဲ့ကြပါတယ်နောက်တနားရီလောက်ကြာတော့သူတို့သားတွေရောက်လာကြပါတယ်အကိုဖြစ်သူကနံပါတ်3ခန်းထဲကိုဝင်သွားတဲ့အချိန်မှာအမောင်ထဲမှာမိန်းမတစ်ယောက်အိတ်နေတာတွေ့လိုက်ပါတယ်သူကဒါဟာသူ့ဇနီးစီးပွားရေးဘရင်မပဲလို့ထင်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲအပြင်မှာမိုးတွေချိန်လျှက်စီးတွေလက်ပြီးမီးပြတ်သွားခဲ့ပါတယ်အမောင်ထဲမှာပဲသူတို့နှစ်ယောက်ဟာမင်္ဂလာဦးညကိုအတူတူဖြတ်တန်းလိုက်ကြပါတယ်အလားတူပဲညီဖြစ်သူကလည်းနံပါတ်8ခန်းထဲကိုဝင်သွားပြီးအမောင်ထဲမှာပဲသူ့ဇနီးမတ်နဲ့အတူတူရှိနေခဲ့ပါတယ်နောက်နေ့မနက်မိုးလင်းလို့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့၄ယောက်လုံးလန့်သွားခဲ့ကြပါတယ်သူတို့အားလုံးလူမားနေမှန်းသိလိုက်ရပါတယ်ဒါပေမဲ့ဒီဇလန်းကဒီမှာတင်မပြီးသွားပါဘူးသူတို့၄ယောက်ချက်ချင်းအစည်းအဝေးလုပ်ပြီးတယောက်နဲ့တယောက်သဘောတူညီချက်စာချုပ်တွေကိုပဲအပြန်အလှန်လဲလှယ်လိုက်ကြပြီးအကိုဖြစ်သူကညီမလေးနဲ့ညီဖြစ်သူကအမဖြစ်သူနဲ့လက်ထပ်လိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ရဲ့မိဘအိမ်ထဲခြေချလိုက်တာနဲ့ညီကိုနှစ်ယောက်ရဲ့ဖခင်ကတခုခုထူးဆန်းနေတာကိုချက်ချင်းရိပ်မိသွားပါတယ်သူကမင်းတို့ညီမနှစ်ယောက်နေရာမှာထိုင်နေကြတာလားလို့တက်တက်ကြီးမေးလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအကိုဖြစ်သူကရှေ့ကနေမမရက်ပြီးအမှန်တိုင်းဝန်ခံလိုက်ပါတယ်ကျွန်တော်မင်္ဂလာဦးခန်းကိုမားဝင်ပြီလို့ပါဆိုပြီးဖြစ်ကြောင်းကုံစင်ကိုရှင်းပြလိုက်ပါတယ်အမားကနေအမှန်ဖြစ်သွားတဲ့သူတို့၄ယောက်ရဲ့အချစ်ဇလန်းကတော့တကယ်ကိုစမ်းကြယ်ပါတယ်